ဟောကြားအပ်တဲ့နေစဉ်ဘဝမှာတူးယူပန်းစင်နိုင်တဲ့နေစဉ်ဘဝမှာတူးယူပန်းစင်နိုင်တဲ့ပြန်ပြောမယ်နေစဉ်ဘဝမှာတူးယူပန်းစင်နိုင်တဲ့ဆိုကြည့်ပါတူးယူနေဆိုတာမြေရနေယရနာကိုတူးယူကြတာနော်ရှေးလည်းဖြစ်မွေးလည်းဖြစ်ကြောက်တယ်လည်းများလို့ဖြစ်မြေရနေတူးယူကြအဲ့ယရနာဆိုမြေရနေတူးယူကြတာဒါကြောင့်ဒီနေ့စဉ်ဘဝမှာတူးယူပန်းစင်နိုင်တဲ့ယရနာလေ treasure available to you in daily life ဆိုပြီးတော့အင်္ဂလိပ်ပုံပါကပြန်ထား treasure available to you in daily life ဒီတရားတော်ကိုအချိန်ခါနေနဲ့ဖေတ္တကရဲ့2018ခုနှစ်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးနေ့ပြန်မကတော့အရှိအာရှနိုင်ငံမှာဆိုနောက်ဆုံးအချိန်တော့ရောက်နေပါနောက်ဆုံးနာရီနောက်ဆုံးအချိန်တော့ရောက်2019ကိုတချို့လည်းကြိုးစိုးနေပြီတချို့လည်းကြိုးစိုးဖို့အသင့်ဖြစ်နေအဲ့လိုကြိုးစိုးဖို့ပြင်ဆင်နေတဲ့နေရာမှာဒီနေရာမှာဘုံဘုံကနေဟောင်းနဲ့တက်ကိုဘယ်လိုဆက်ဆက်ပြီးတော့ကြည်မှလို့နေဟောင်းကိုကြည့်ပြီးတော့စိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်စိတ်ဖြစ်စီမှုတွေဖြစ်နေတဲ့ပုဂ္ဂိုလ်ဟိုလူကိုအဖြစ်တင်ဒီလူကိုအဖြစ်တင်အဲ့ဒီလိုလုံးနေတဲ့ပုဂ္ဂိုလ်ကနှစ်သက်ကိုကြိုးစုဖို့အတွက်အစဉ်သင်မဖြစ်ဘူးအစဉ်သင်ဖြစ်ရတယ်မဖြစ်ဘူးပြီးခဲ့တဲ့2နှစ်3နှစ်ကနေဟောင်းကြောင်းတွေ2018ခုနှစ်ကမကောက်ပါဘူးပြီးခဲ့တဲ့ပြီးခဲ့တဲ့ဒီ3-4လဖြစ်ပြတဲ့ဟာမြန်မာပြည်မှာဖြစ်ပြတဲ့ဟာရောကမ္ဘာမှာဖြစ်ပြတဲ့ဟာရောမိသားစုတွေမှာဖြစ်ပြတာရောပြင်ပမှာဖြစ်ပြတာအဲ့ဒါကိုတွေးပြီးတော့တွေးတိုင်းဒေါသဖြစ်မယ်စိတ်မချမ်းသာဖြစ်မယ်ဆိုရင်နှစ်သိကူကိုကြိုးစိုးဖို့အတွက်အစဉ်တည်းမဖြစ်ဘူး။ဘာလို့ကြိုးစိုးဖို့အတွက်အစဉ်တည်းမဖြစ်တာလဲ။နှစ်သိကူကိုကြိုးစိုးဖို့အစဉ်တည်းမဖြစ်ဘူး။မိုးလင်းလာလိမ့်မယ်။နေအောင်ထွက်လာလိမ့်မယ်။နေအောင်ထွက်လာတဲ့အချိန်မှာကိုယ်စိတ်ကတခြားကိုရောက်နေမယ်။အိပ်ပျော်နေမယ်။တော်နဲ့ညာအိပ်ပြရတယ်အဲ့လိုပုဂ္ဂိုလ်မျိုးတဲ့နေတ္တကအဓိပ္ပာယ်သိရှိပါဘူးဒါကြောင့်2019ခုနှစ်ကနန်းနံပါတ်8ကနေ9ပြောင်းသွားတရားရောက်တဲ့ခါကျတော့ပဲ80 1380နေပြီးတော့3ညနေပြီးတော့1ပြောင်းသွား80နဲ့81ပြောင်းသွားကစုံနာပြရောက်တဲ့ခါကျတော့တာနာတက္ကရာက2560ခုနှစ်နဲ့63ခုကိုရောက်တယ်ပြီးတော့လူတိုင်းလည်းပဲကိုယ်စီကိုယ့်ရဲ့တက္ကရာတွေ12လပြည့်တယ်ဆိုကြောင်းဘူးကြောင်းတယ်ကိုယ့်ရဲ့အသက်တွေကြီးသွားတယ်အသက်20ရှိရလူကမွေးနေ့မှာ21ဖြစ်သွားတယ်15ဖြစ်တဲ့လူက16ဖြစ်သွားတယ်အဲ့ဒီလိုတက်ကိကအများတက်ကိလည်းကြောင်းတယ်ကိုယ်တက်ကိလည်းကြောင်းဒါပေမဲ့အတိတ်နဲ့ရံဖြစ်နေသေးတယ်အတိတ်ဒီပြောင်းခဲ့တဲ့နှစ်ဟောင်းတဲ့အလီတွေကိုပြန်တွေးပြီးတော့စိတ်ထဲမှာဒေါသဖြစ်နေတယ်လို့ဘသူပဲဒေါသဖြစ်ဖြစ်ကိုယ့်ကိုယ်ပဲဒေါသဖြစ်ဖြစ်တခြားလူတွေပဲဒေါသဖြစ်ဖြစ်ကိုယ့်ရဲ့ယုံကြည်မှုပါတာတူတဲ့လူချင်း
ဘယ်ဒေါသဖြစ်ဖြစ်တခြားဘာသာခြားတဲ့ဒေါသဖြစ်ဖြစ်အဲ့ဒီလိုဒေါသဖြစ်တဲ့ပုဂ္ဂိုလ် negative emotion တွေရှိတဲ့ပုဂ္ဂိုလ်နှစ်သက်ကိုကြိုးစုဖို့အတွက်စင်မဖြစ်ဘူးနှစ်သက်ရှိတယ်လို့ဘုံဘုံတို့တစ်နှစ်ထဲမှာလအသက်12လရှိပါတယ်တလမှာလည်းပဲ28ရက်ကနေပြီးတော့31ရက်ထိဒီရက်အသက်လေးတွေရှိပါတယ်အဲ့ဒီရက်တွေထဲမှာလည်းပဲ24နာရီအချိန်အသက်ရှိတယ်အဲ့24နာရီထဲမှာလည်းပဲနိုင်24ခု24နာရီတနာရီတနာရီအဲ့ဒီလိုအသက်တွေရှိအဲ့ဒီလိုအသက်တွေဖြစ်လာတဲ့အခါမှာကိုယ်မှာအဲ့ဒီအသက်တွေကိုကြိုးဆိုဖို့အသက်ကနေပေးလိုက်တဲ့အခွင့်အလမ်းတွေယူပြီးတော့အသုံးချဖို့ possibility ဆိုတာဖြစ်နိုင်ခြေတွေအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ကိုယ်ရောစိတ်ရောပို့ပြီးတော့ကျမ်းမာအောင်ချမ်းသာအောင်စီးပွားရေးပို့ပြီးတော့ဆင်းပြေအောင်လူမှုရေးပို့ပြီးတော့ဆင်းပြေအောင်အဲ့ဒီလိုအမှုကိစ္စပေါင်းမြောက်များစွာအဆင်ပြေအောင်နိုင်အတစ်တွေရက်အတစ်တွေလအတစ်တွေနှစ်အတစ်တွေပေးတဲ့ opportunity အခွင့်အလမ်းတွေကိုကိုယ်မှာယူဖို့အစဉ်နဲ့ဖြစ်နေတာဒါကိုဒီနေ့ emotion ရှုထောင်းလို့ပြီးတော့ပုံပေါ်ပြောတချို့နိုင်ငံတွေဥရောပတချို့နိုင်ငံတွေနိုင်ငံရေးခရီးကျန်းကျန်းနဲ့ဖြတ်သန်းခဲ့တဲ့နိုင်ငံတွေတချို့နိုင်ငံကတော့ဘုံဘနှစ်ထိုင်သွားတချို့နိုင်ငံကတော့ကြာကြာမှတစ်ခါသွားအဲ့လိုသွားတဲ့နိုင်ငံတွေဒီအတိတ်ကစိတ်ဓာတ်ရည်နဲ့အတိတ်ကစိတ်ဓာတ်နဲ့ကြည့်ပြီးတော့တူးချင်းနေနေလည်းကိုယ့်အကိုမကြည်မခဲတဲ့ဖြစ်မိသားစုအနေနဲ့ရောနိုင်ငံအနေနဲ့ရောအဖွဲ့အစည်းတွေအနေနဲ့ရောပြန်ကြည့်ပြီးတော့မကြည်မခဲဖြစ်တဲ့လူအဲ့ဒီနိုင်ငံတွေဟာသူတို့ဖြစ်နေတဲ့စိတ်ခံစားမှုကို destructive emotion အဖြတ်သဘောဆန်တဲ့စိတ်ခံစားမှုအဖြတ်သဘောဆန်တဲ့စိတ်ခံစားမှုတွေလွန်မိုးနေတာအဖြတ်သဘောဆိုတဲ့စကားကိုပါဠိလိုဒေါသလို့ခေါ်အဖြတ်စည်းခံရတယ်ဆိုတဲ့စကားကိုကျတော့ဒုဋ္ဌလို့ခေါ်ဒါကြောင့် negative emotion အဖြတ်စည်းခံရတဲ့ပုဂ္ဂိုလ်ကိုဒုက္ခလို့ဖြတ်စည်းတဲ့ emotion ကိုကြတော့ဒေါသလို့ခေါ်ဒေါသလို့ခေါ်ဒါတော့ခဏလေးထားအောင်ဒီပါဠိစကားနဲ့ language ဒီ linguistic ability တို့ philology တို့အဲ့ဒါတွေစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကြတယ်ဆိုလိုတာကဒေါသကလူကိုဖျက်ဆီးတယ်တဲ့တယောက်ပေါ့တယောက်မကျင်တတ်တာလင်မယားချင်းချင်းမကျင်တတ်တာပဲဖြစ်မိဘနဲ့သားသမီးမကျင်တတ်တာပဲဖြစ်မောင်နှမချင်းမကျင်တတ်တာပဲဖြစ်အိမ်ကိုနဲ့ကိုယ့်အိမ်ကြီးနိုင်ချင်းမကျင်တတ်တာပဲဖြစ်ကိုယ်နဲ့မတူတဲ့အယုံကြည်ရှိတဲ့ပုဂ္ဂိုလ်တွေဒေါသဒီစိတ်ဆိုးတာပဲဖြစ်အဲ့ဒါတွေအားလုံးကိုဒေါသလို့ခေါ်တယ်ဒေါသောအထဏသာနာတိစိတ်ခံစားမှုကအဲ့ဒီလိုအဖြစ်စည်းခံရပြီဆိုရင်အထဏသာပြီးတော့ reasoning ability အမှားမှန်ကိုတွေးတောနိုင်တဲ့စိတ်နေပါလေပြောပြီးတော့နောင်တမယ့်စကားလုံးတွေပြောမိတယ်ခံစားပြီးတော့စိတ်ထဲမှာ
မကြည်မချမ်းအရာရာကို negative အမြင်နဲ့မြင်တဲ့negative အမြင်နဲ့မြင်တဲ့စိတ်ခံစားမှုတွေပေါ်လာတယ်အဲ့လိုပေါ်လာအဲ့ဒါကိုဒေါသလို့ခေါ်တယ်အဲ့ဒီဒေါသဘသူစီမှာပဲဖြစ်ဖြစ်ကလေးစီမှာပဲဖြစ်လူကြီးစီမှာပဲဖြစ်အာနာမဲ့တဲ့လူမှာပဲစီမှာပဲဖြစ်အာနာရှိတဲ့လူမှာပဲဖြစ်ဖြစ်စင်ရသားမှာပဲဖြစ်သရေသားမှာပဲဖြစ်ဖြစ်လမ်း30မှာပဲဖြစ်31ဖြစ်လမ်းဘလောက်မှာပဲဖြစ်ဖြစ်အဲ့ဒီဒေါသကအကောင်ဆိုတွေးခေါ်နိုင်စွမ်း reasoning ability ကို impair ဖြစ်စေတယ်ပြည့်စည်စေဗုဒ္ဓဘာသာဒီမှာဗုဒ္ဓဘာသာတယောက်ကဒေါသဖြစ်ရင်လေအဲ့ဒီဒေါသကဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာတယောက်ကိုဗုဒ္ဓဘာသာတယောက်ရဲ့စိတ်ခံစားမှုနဲ့တွေးခေါ်နိုင်စွမ်းကိုဖြစ်စေဟိန္ဒူဘာသာဝင်တယောက်ကဒေါသဖြစ်တယ်ဆိုရင်ဟိန္ဒူဘာသာဝင်အဲ့ဒီဟိန္ဒူဘာသာဝင်တယောက်ရဲ့စိတ်ခံစားမှုနဲ့တွေးခေါ်နိုင်စွမ်းဖြစ်စီခရိယန်ဘာသာဘယ်တိုင်းမဆို Catholic ဖြစ် Protestant ဖြစ် Orthodox ဖြစ်ခရိယန်ဘာသာတယောက်ဒေါသဖြစ်တယ်ဆိုရင်လည်းသူဒေါသအဲ့ဒေါသကသူ့ရဲ့စိတ်ခံစားမှု emotion နဲ့သူ့ရဲ့အမှားမှန်ဝေဖန်နိုင်စွမ်းဌာနဩဃာဏဉာဏ်ကိုဖြည့်ဆည်းဖြစ်တယ်အနောက်ဆက်တယ်အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့ရှီယာဖြစ်ဆွန်နီဖြစ်ဒေါသဖြစ်မယ်ဆိုရင်လည်းအဲ့ဒီဒေါသကအဲ့ဒီအစ္စလာမ်ဘာသာဝင်တယောက်သူ့ရဲ့စိတ်ခံစားမှုကို negative ဖြစ်အောင်လုပ်တယ်သူ့ရဲ့အတွေးကိုလည်းပဲအကြောင်းအကျိုးဆင်ခြင်တဲ့အတွေးကိုလည်းပဲအားနည်းစီဒါကြောင့်ဒေါသကမျက်စိမရှိပါဘူးမျက်စိမရှိဒါကြောင့်နှစ်ဟောင်းကိုပြန်ကြည့်တဲ့အခါပြန်ပြောင်းကြည့်တဲ့အခါမကျင်납စရာတွေရှိအဲ့မကျင်납တာတွေကိုစိတ်ကအယံစိတ်ထဲမှာဆွဲပြီးတော့မကြမ်းကြတွေးမိမတွေးလည်းပဲသူ့အတူပေါ်လာတဲ့စိတ်ထဲအောင်မြင်တဲ့ဟာတွေအစဉ်ပြေတဲ့ရက်တွေအများကြီးရှိခဲ့တာပဲပြီးခဲ့တဲ့နှစ်ပေါင်းရက်ပေါင်း365ရက်အစဉ်ပြေတဲ့ရက်တွေအများကြီးရှိခဲ့တယ်အဲ့ဒီအစဉ်ပြေတဲ့ရက်တွေကိုကြတော့တတိယခြင်းမှာတတိယတာအဲ့ဒါကို negativity bias လို့ခေါ်တယ် psychology အဆိုးဘက်ကိုပဲညှုတ်ကိုင်းနေတဲ့စိတ်တဲ့ psychology မှာအဲ့လိုခေါ်တယ်အစင်ပြေတာနဲ့မပြေတာဆိုအစင်မပြေတာကိုပဲသတိရတာများတယ်အစင်ပြေတဲ့ဟာကိုသတိမရတယ်လူရဲ့စိတ်ကအဲ့ဒီလိုပဲပေါ့ထားတတ်တယ်အစင်မပြေတဲ့ဟာဆိုတော့ပေါ့မထားတော့သူ့ကြတော့တန်နဲ့ရိုက်ဆွဲတယ်အဲ့ဒီလိုကောင်းတယ်မှာမြဲမြံဒါကြောင့် experiences shape your brain ဆိုတာလေတက်တဲ့ဉာဏ်ရှင်အခုဒီမှာဒီလိုတက်တဲ့ဉာဏ်ရှင် meditation science of meditation ရေးတဲ့စာအုပ်တွေ Siddhartha's brain ဆိုတာသိကြရဲ့ဘုန်းနောက် Pranjan နဲ့ဖတ်ကြအောင် alter trait ဒီတရားထိုင်တဲ့ကျင့်စဉ်နဲ့တရားထိုင်စိတ်ကိုငြိမ်းချမ်းအောင်လုပ်တဲ့ကျင့်စဉ်နဲ့ neurology psychology biology ဆိုတဲ့ဒီတက်တဲ့ပညာ3ရပ် branch 3ရပ်ပေါင်းပြီးတော့သူတွေနဲ့လုပ်တဲ့စာအုပ်တွေပေါ့ဒီစာအုပ်တွေအဲ့တော့သူတို့ပြောတာကအတိတ်ကိုတွေးပြီးတော့အတိတ်နဲ့ပြန်ပြီးတော့ fighting လုပ်တယ်လို့ရမ်းဖြစ်တယ်တချို့ထင်တာကတော့လူတွေနဲ့ရမ်းဖြစ်တယ်ထင်တယ်အမှန်တော့အတိတ်နဲ့ပြန်ရမ်းဖြစ်တယ်ဒီနေ့ပြောမယ်ဆိုရင်နှစ်ဟောင်းနဲ့ပြန်ပြီးတော့ရမ်းဖြစ်တာ
2018ခုနှစ်လည်းနဲ့လည်းရံဖြစ်တယ်2019နဲ့လည်းရံဖြစ်တယ်2016 2015 14 13 14 15 10ဘုံတို့နေနေဆိုရင်ဟိုအရင်ကရာစုနှစ် century 20th century ရာစုနှစ်20တိပြန်တွေးပြီးတော့ဘသူကဘာလုပ်တယ်ဘယ်ဆိုရကဘယ်လိုလုပ်တယ်ဘသူကတို့ကိုဘယ်လိုရက်ဆက်တယ်အဲ့ဒါမျိုးတွေပြန်ပြီးတော့တွေးမယ်ဆိုရင်မကုန်နိုင်တော့ဘူးအဲ့ဒီလိုအတိတ်နဲ့ပြန်ပြီးတော့ရံဖြစ်တဲ့လူအတိတ်ပြန်တွေးပြီးတော့အစာမကြည်တဲ့လူတွေအနာဂတ်နဲ့ရံဖြစ်ဖို့အတွက်အစဉ်စဉ်ဖြစ်နေပါတယ်မနေ့ဖြန်ဇန်နဝါရီလ1ရက်2019ခုနှစ်သူကအနာဂတ်လေအတိတ်ကိုကိုယ်ကသိဖြတ်တန်းခဲ့ပြီအနာဂတ်ကျတော့မဖြတ်တန်းရသေးဘူးအနာဂတ်ကြောင့်ကိုမသိသေးဘူးဇန်နဝါရီလ1ရက်နေ့မကြာခင်စမယ်နောက်3နိုင်ခွဲလောက်ဆိုစမယ်ဆိုအခု7နိုင်ခွဲအဲ့ဒီလိုစမယ်ရောက်လာမယ်ဇန်နဝါရီလ1ရက်နေ့တည်းကူခရိယန်ဘာသာဝင်များရဲ့နေ့တည်းကူအစဒီမူလအစအနေနဲ့ဆိုရင်ခရိယန်ဘာသာဝင်များနေ့တည်းကူအဲ့ဒီနေ့တည်းကူကဘာကိုတည်ဆောင်လာမယ်ဆိုတော့ကိုမသိပါဘူး uncertainty မသိကြမရဘူးအခုဒီလိုပြောနေတဲ့အချိန်မှာစေယုံတွေမှာခွဲခန်းနဲ့ဝင်ဖို့အတွက်စောင့်နေတဲ့လူတွေရှိတယ်လူနာတွေကိုခွဲစိတ်ဖို့အတွက်စင်တင်လုပ်နေတဲ့ဆရာဝန်တွေလူနာပြုတွေရှိတယ်ကင်းနေစောင့်နေတဲ့ရဲတွေရှိတယ်ကုမ္ပဏီတွေရဲ့နှိမ့်ချုပ်စည်းရင်ကိုမပြီးပြီးအောင်အတင်းလုပ်နေတဲ့ accountants တွေစေးစစ်တွေရှိတယ်အဲ့တော့ဒီ2018ကိုကြည့်ပြီးတော့လူတွေက2019ကိုကြည့်ကြတယ်2018အတွေ့အကြုံနဲ့2019ကို project လုပ်တယ်ခေါ်တာပေါ့အင်္ဂလိပ်မိမောင်းထိုးဖို့အတွက်ကြိုးစားကြတယ်ဒီကြိုးစားတာလည်းပဲခံမှန်းတာပဲရှိတယ်အဲ့ဒါကို focus တို့ prediction တို့အဲ့ဒီစကားတွေသုံးနေတယ်ခံမှန်းတယ်ပေါ့ prediction တို့ focus တို့ဆိုတာတို့ကအတိအကျမသိလို့ဒီစကားလုံးတွေသုံးတာအတိအကျသိတယ်ဆိုရင်ဒီစကားလုံးတွေသုံးဖို့လိုသေးလားမလိုဘူးသူခံမှန်းတယ်လို့ပြောတယ်ဘတ်ဂျက်ခံမှန်းတာတို့အခြေအနေခံမှန်းတာတို့စီးပွားရေးအခြေအနေခံမှန်းတာတို့လူမှုရေးအခြေအနေခံမှန်းတာတို့နိုင်ငံရေးအခြေအနေခံမှန်းအကုန်လုံးခံမှန်းနေကြည့်ပဲဘာလို့ခံမှန်းတာကိုအတိအကျမသိသေးဘူးကိုလှုပ်ချင်တဲ့ဟာကိုအတိတ်ကဒီနှစ်ဟောင်းမှာဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံရောပြီးတော့ခံမှန်းတာခံမှန်းဒါကြောင့်မတိကျမရတဲ့အနာဂတ်2019ဟာဆိုအနာဂတ်ပဲအနာဂတ်ပဲအခုမြန်မာနိုင်ငံခြေနေနဲ့ဆိုရင်နောက်နိုင်ပေါင်းအချိန်ပေါင်း3နိုင်ခွဲကြာရင်ရောက်လာမယ်2019ဟာအနာဂတ်ပါအခုနေထားမှကြည့်အနာဂတ်ပါရောက်လာပြီဆိုရင်ဇန်နဝါရီလ1ရက်ရောက်လာဆိုဇန်နဝါရီလ2ရက်ကအနာဂတ်ပဲရှိနေပြီဇန်နဝါရီလရောက်လာပြီဖေဖော်ဝါရီလအနာဂတ်မှာပဲရှိသေးတယ်အဲကြောင့်အနာဂတ်နဲ့အမြဲတမ်းရင်ဆိုင်နေရတဲ့လူသားများအနေနဲ့ဒီမှာဆိုရင်တော့မြန်မာနိုင်ငံသားများအနေနဲ့အနာဂတ်နဲ့ပတ်သက်တဲ့အနာဂတ်နဲ့ဆက်ဆက်နေတဲ့မသေးချာမရမှုတို့အကုန်လုံးမသိရှိနိုင်တဲ့ the unknown အဲ့ဒါမျိုးတွေ
အဲ့ဒါမျိုးတွေကြောင့်စိတ်ထဲမှာဝန်ထုတ်ဝန်ပိုးမဖြစ်အောင် emotional burden စိတ်ခံစားမှုဝန်ထုတ်ဝန်ပိုးမဖြစ်အောင်ဆိုရင်တတိတရား mindfulness ဆိုတဲ့တတိတရားလေးရှိရမယ်။ဘာတရားရှိရမှာပါလဲ။နှစ်ကုန်ရင်စိတ်စိတ်တွေနှစ်ပြန်ချုပ်သလိုကိုယ့်ရဲ့ emotion ကိုယ့်ရဲ့စိတ်ခံစားမှုကိုနှစ်ပြန်ချုပ်တင်လို့လား။ပြန်ချုပ်တင်တယ်။နှစ်ပြန်ချုပ်တဲ့အခါမှာဘယ်နေရာမှာတော့စိတ်ထိုင်လေးရှိနေတယ်။အဲ့ဒီစိတ်ထိုင်လေးတွေတွေ့ရင်အဲ့စိတ်ထိုင်ရကုစားဖို့မသိဘူးလားမကုစားဘူးဆိုရင်အနာကျင့်သွားလိမ့်မယ်နာကျင်မှုနဲ့ပြီးတော့နာကျင်မှုတွေဖြစ်သွားလိမ့်မယ်နာကျင်မှုဖြစ်တဲ့ပုဂ္ဂိုလ်နာကျင်မှုနဲ့ပြီးတော့နာကျင်မှုတွေဖြစ်သွားတဲ့ပုဂ္ဂိုလ်ကူးပြောင်းသွားတဲ့ပုဂ္ဂိုလ်နေ့အသက်တွေဘလောက်ပဲလာလာအသက်ပဲကြီးသွားတယ်နေ့အသက်တွေလအသက်တွေရက်အသက်တွေကနေပေးတယ်အခွင့်အလမ်းopportunities အဲ့အခွင့်အလမ်းမရပဲနေလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့အတိတ်မှာပဲရှိနေသေးတယ်။ဒါကြောင့်စိတ်ဆိုးတယ်ဆိုဘယ်သူပဲစိတ်ဆိုးစိတ်ညစ်တယ်ဆိုဘယ်သူပဲစိတ်ညစ်တယ်။အဲ့စိတ်ညစ်တာကိုတတိတရားနဲ့လည်းပြန်ဆေးပါတတိတရားနဲ့ဆေးတဲ့အခါမှာစိတ်ညစ်တာကိုပြန်ကြည့်ပြီးတော့ဒါကိုစိတ်ညစ်တယ်လို့ခေါ်တယ်ဒီနေရာဒါလေးကိုကြတော့စိတ်ထဲမှာမကျေနပ်ဘူးလို့ခေါ်တယ်မကျေနပ်မှုလို့ခေါ်တယ်ဒါကိုကြတော့ဒေါသလို့ခေါ်တယ်ဒါကြတော့အပြစ်တင်တယ်လို့ခေါ်အလိုလောက်အပြစ်တင်တယ်လို့ခေါ်တယ်အဲ့ဒီလိုစိတ်ရဲ့ emotion တွေစိတ်ရဲ့ peace ဒီခံစားမှုတွေကိုတစ်ခုစီတစ်ခုစီ identify လုပ်နိုင်တဲ့ပုံသိအောင်သူဖြစ်ပေါ်တဲ့အခါမှာဖမ်းပြီးတော့သူ့ကိုသိအောင်လေ့လာနိုင်တဲ့ပုဂ္ဂိုလ် examine လုပ်နိုင်တဲ့ပုဂ္ဂိုလ် investigate လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဆင်ခြင်သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကမှစိတ်ထဲမှာရှိတဲ့စိတ်ဓာတ်တွေကို healing ဖြစ်အောင်လုပ်နိုင်တာကုစားတယ်ဒီဇင်ဘာလ30ရက်နေ့ညမှာတက်ကြီးခရီးတက်က2018ခုနှစ်ကို18ခုနှစ်မှာအစမပြေတာတွေကိုမေ့ပြောက်အောင်မေ့ပြောက်ဖြစ်တဲ့အနေနဲ့မေ့ပြောက်ဖြစ်တဲ့အနေနဲ့သူ့ကိုမေ့အောင်ဆိုပြီးတော့ဘီယာတောက်တာအရက်တွေမူးအောင်တောက်တာဆေးချောက်တွေတောက်တာအတိတ်ကိုကုစားနိုင်မလားမေ့မျိုးအရက်မူးနေတဲ့ချိန်လေးမှာပဲမေ့သွားမှာပေါ့အုံနောက်ကိုထူထိုင်းအောင်လုပ်တာလေဒါပေမဲ့အရက်ထဲမှာပါတဲ့ chemical တွေဓာတုဗေဒတွေသူလည်းပဲအနိစ္စသဘောတရားပဲကြောင်းလဲမှုရှိတစ်ချိန်အချိန်တိုင်းသူလည်းပဲပြည့်သွားတယ်ကျဲသွားတဲ့အခါကျတော့မကုစားရသေးတဲ့စိတ်တန်ရာကဒုံရင်းဒုံရင်းဒီတိုင်းမရှိဘူးရောက်လာမဲ့နှစ်တကူကိုနိုင်ကိုကြည့်ပြီးတော့ဒီကဲတို့ပေးတဲ့နိုင်လေးခံဘုံကြည့်နိုင်ဝဲတော့နောက်ကြဥစဉ်လေးပြန်ပြင်ခိုင်းနှစ်တကူနောက်ကြလည်းပဲနိုင်ဝဲတော့နိုင်လေးကိုကြည့်ပြီးတော့7 နာရီထိုး7 နာရီ10မိနစ်အဲ့တော့ count down လုပ်တာအဲ့ဒီလိုနှစ်တစ်ကိုကြိုးစိုးတာနှစ်တစ်ကရောက်လာလိမ့်မယ်2019ရောက်ရင်ဇန်နဝါရီလ1ရက်ရောက်လာမယ်တလတရက်တလ2019ရောက်လာလိမ့်မယ်အဲ့ဒီကဏ္ဍအသစ်ပြောင်းလိုက်ရုံနဲ့ပြိဋိန်ပုံမှာကဏ္ဍအသစ်ပြောင်းလိုက်ရုံနဲ့စိတ်ထဲမှာရှိတဲ့စိတ်ခံစားမှုအဟောင်းကိုမကုစားရင်
ကိုယ့်ရဲ့စိတ်ခံစားမှုကအသက်ပဲဖြစ်မလားအဟောင်းပဲဖြစ်မလားအဟောင်းပဲဖြစ်တယ်အဟောင်းပဲဖြစ်တယ်ဒါကြောင့် reconciliation with the past ဆိုတာအတိတ်နဲ့ပြန်ပြီးတော့ရင်ကြားစိဆိုတာသိရည်ကြည်တခါတော့အเจ้าမှာဘယ်လိုမကျဉ်းနှံ့မှုတွေရှိတယ်ဘယ်သူကတော့ဖြစ်ငါ့ကိုထင်သေးတယ်ဘယ်ပွဲမှာဘယ်မင်္ဂလာပွဲမှာဘယ်အလူပွဲမှာဘယ်သူကတော့ဖြစ်ငါတို့အထင်သေးတဲ့မျက်လုံးနဲ့ကြည့်တယ်ဘယ်သူကတော့ဖြစ်ဖုံးခေါ်တာပြောကြရကိုကလေတန်းကိုကလူကိုထင်သေးတဲ့ပုံစံမျိုးဒါမျိုးတွေမကြားရဘူးနေ့တိုင်းကြားအဲ့ဒီတန်ရန်တန်ချက်တွေကိုသိမ်းထားတာဘယ်သူသိမ်းထားကိုကသိမ်းထားရင်ကိုကနာမလားဟုတ်ပဲလူနာမလားကိုကပဲနာတာထုချင်တာတော့ဟုတ်ပဲလူကိုထုချင်သေးစေချင်တာဟုတ်ပဲလူသေးစေချင်တာမဒေါသဆိုတဲ့အစိတ်ကိုငုံထားတာဘယ်သူကငုံတာတော့ကိုကငုံထားတာဘယ်သူကသေမှာလဲကိုကပဲသေမှာပေါ့အသက်ကတော့ရှူနေသေးတယ်ဒါပေမဲ့ဘဝကတော့သေတယ်မနဲ့လည်းပဲ negative ပဲဖြစ်တယ်နေ့ကင်းနဲ့ negative ပဲဖြစ်တယ်ထမင်းစားလည်း negative ပဲဖြစ်တယ်အဆိုးမြင်ဝါဒတွေနဲ့ပဲစားတယ်တငယ်ချင်းနဲ့တွေ့လဲအဆိုးမြင်ဝါဒတွေနဲ့အတင်းပဲပြောတယ်ဒီလောက်ထိလှမ်းပါတဲ့မြန်မာနိုင်ငံတခါတည်းအပြစ်မရှိအပြစ်လိုက်ရှာပြီးတော့ပြောဒီလောက်ထိလှမ်းပါတဲ့ဗုဒ္ဓဘာသာအပြစ်မရှိအပြစ်ရှိအောင်ရှာပြီးတော့ပြောတယ်ဆိုရင်ဗုဒ္ဓဘာသာမထိခိုက်ဘူးဘယ်သူထိခိုက်မှာကိုယ်ပဲပြန်ထိခိုက်တာဗုဒ္ဓမြတ်စွာဘုရားနဲ့သူ့ရဲ့တရားတော်လေမြတ်စွာဘုရားဘာနဲ့နှိုင်းတောင်းဆိုတော့ဂျာပန်နဲ့ရှွန့်နဲ့နှိုင်းတာမြတ်စွာဘုရားရဲ့စိတ်တော်နဲ့သူစိတ်နဲ့ဖြစ်ပေါ်လာတဲ့သူစိတ်တွေးကြနဲ့ဖြစ်ပေါ်လာတဲ့ဟောထားတဲ့ဒီတရားတွေဂျာပန်နဲ့ဒီလေပွင့်နေတဲ့ဂျာပန်နဲ့ပွင့်နေတဲ့ဂျာပန်ယေရှုသေးလားမဆူတော့ဘူးရှွန့်ပေသေးလားမပေတော့ဘူးမပေတော့တခြားလူတွေဟိုပြောတာဒါတွေရှွန့်နေပဲရှွန့်နေအဲဒါကိုယ့်ရဲ့စိတ်ကမမြင့်မားသေးဘူးဆိုရင်ဂျာပန်ဆိုရယ်မိမိရဲ့စိတ်ကရေထဲမှာပဲရှိနေသေးတယ်ဆိုရင်စိုးမှာပေါ့ရေပေါ်တော့မရောက်သေးဘူးရှွန့်ထဲမှာပဲရှိသေးတယ်ဆိုရင်ရှွန့်ပေမှာပေါ့ဒါကိုယ့်အကို purification အရင်လုပ်ရမယ်ဆိုပြီးတော့ဘာသာတိုင်းကပြောဗုဒ္ဓဘာသာဟိန္ဒူဘာသာခရစ်ယာန်ဘာသာဂျိန်းဘာသာအစ္စလာမ်ဘာသာကိုယ့်အကိုpurify လုပ်ရမယ်ဖြူစင်ကိုယ်စိတ်ကိုဖြူစင်အောင်လုပ်ရမယ်ဆိုတော့ဘာသာတိုင်းကသင်ကြားပြီးတယ်ဘာသာတိုင်းသင်ကြားပြီးဘုံမော Oxford တက္ကသိုလ်မှာတငယ်ချင်းတွေက chaplain ဆိုတာလေဘာသာရေးဆရာတွေခရစ်ယာန်တွေလည်းအများကြီးပဲဟိန္ဒူလည်းရှိတယ်မွတ်စလင်လည်းရှိတယ်ဂျိန်းလည်းရှိတယ်တငယ်ချင်းတွေရှိအဲ့တော့တွေ့တဲ့အခါမှာဒီလိုပဲစကားတွေပြောကြတာခုဘာသာအကြောင်းကိုရှင်းပြတယ်သူတို့လည်းသိချင်တာကိုယ်လည်းသူတို့စီကနေလေ့တာအဲ့ဒါကြောင့်ကိုဒေါသဖြစ်တယ်စိတ်မကြည်မချမ်းစိတ်မကြည်နှံ့မှုတွေဖြစ်တယ်စိတ်ညစ်တာတွေဖြစ်တယ်တန်တရားကိုယ့်ကိုယ်တန်တရားတွေဖြစ်တယ်အဲ့ဒါမျိုးတွေဖြစ်တယ်ဆိုရင်ကိုယ့်ကိုယ်ကိုကရုဏာနဲ့စေကြောပါဘာနဲ့စေကြောမှာလဲကိုယ့်ကိုယ်ပြန်တနာမယ်ကိုယ်ပြန်တနာကရုဏာနဲ့စေကြောကရုဏာဆိုတဲ့စကားလုံးမက္ခင်ရှိပါထဲမှာပါတယ်သမ္မာဒိဋ္ဌိယကြည်ပါသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာကရုဏာပဲမှာဒီညဒါလေးကိုပြောတာတရားအနှစ်သာရဒါလေးပြော
တမ္မာသင်္ကပ္ပထဲမှာပါတယ်တဲ့ကရုဏာဘယ်ထဲမှာပါတော့တမ္မာသင်္ကပ္ပထဲမှာပါတယ်တမ္မာသင်္ကပ္ပကိုမှန်ကန်တဲ့အတွေးဆိုပြီးတော့ဆိုကြမှန်ကန်တဲ့အတွေးကိုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရောတိုင် definition ပေးထားတာအဓိပ္ပာယ်ဖွင့်ဆိုထားတာဒေါသမထွက်တဲ့မေတ္တာစိတ်အပြာပါဒသင်္ကပ္ပပါဠိလိုတစ်ချက်တော့လိုက်ဆိုအပြာပါဒသင်္ကပ္ပတစ်ချက်ထားဆိုလိုက်အပြာပါဒသင်္ကပ္ပအဘိဓမ္မာလေးလာတဲ့လူနေနေဆိုရင်ဒါချက်ချင်းသဘောပေါက်တယ်အပြာပါဒသင်္ကပ္ပဆိုတာတရားကိုကောင်းရင်မေတ္တာကိုပြောတယ်တဲ့မေတ္တာစိတ်ကိုပြောကိုယ့်ကိုမေတ္တာစိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုဒေါသကိုယ့်ရင်ထဲမှာဒေါသမွေးထားပြီးတော့ကောင်းကောင်းမစားနိုင်မအိပ်နိုင်ရှိတဲ့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့စည်းစိမ်ဥစ္စာတွေကောင်းကောင်းမခံစားနိုင်အောင်လုပ်ပါမလားမလုပ်ဘူးကိုယ့်ကိုဒေါသနဲ့ပြန်ပြီးတော့မနှိမ့်ဆက်ကိုယ့်ကိုဒေါသနဲ့ပြန်ပြီးတော့မနှိမ့်ဆက်ကိုယ့်ကိုဒေါသနဲ့ပြန်ပြီးတော့နှိမ့်ဆက်တယ်ဆိုရင်ဘာသာပဲကိုယ်ွယ်ဒီပုဂ္ဂိုလ်အတိညာမရှိသေးဘူးအတိညာအတိရဲ့အတိကိုဉာဏ်လို့ဒီအတိညာကအတိညာလို့ဆို emotion နဲ့ပတ်သက်တဲ့အတိဒါမှသင်္ကပ္ပ emotion နဲ့ပတ်သက်နောက်တစ်ခုကအဝိဟိန္ဒသင်္ကပ္ပတဲ့လိုက်ဆိုပါအောင်အဝိဟိန္ဒသင်္ကပ္ပတစ်ခေါက်ထပ်ဆိုတယ်အင်္ဂလိပ်လို non violence thought လို့ခေါ်တယ်အကြမ်းမဖက်တဲ့အတွေးအကြမ်းမဖက်တဲ့အတွေးဆိုတာကရုဏာအခြေခံတဲ့အတွေးအဝိဟိန္ဒကရုဏာလို့အဓိပ္ပာယ်အဝိဟိန္ဒကရုဏာကရုဏာကိုအင်္ဂလိပ်လို compassion လို့ခေါ်တယ်ကရုဏာ compassion com ဆိုတဲ့ Latin စကားကအတူတကွာ passion ကဒီလိုခံစားတော့အတူတကွခံစားဒီနေရာမှာအတူတကွခံစားဆိုတော့နေဟောင်းကိုပြန်ကြည့်တဲ့အခါမှာဟုတ်မှတချို့အချိန်မှာစီးပွားရေးစမပြေတာရှိတယ်ချက်တဲ့အချိန်တွေရှိတယ်တချို့အချိန်တွေမှာနေမကောင်းတာရှိတယ်သူများပြောဆိုခိုင်းတာရှိတယ်အဲ့ဒီလိုအချိန်မျိုးနေထားမျိုးပြန်တွေ့တဲ့အခါမှာ compassion ဆိုတာကိုယ့်ဟာကိုယ်ပြန်ပြီးတော့တနာကျင်တာဒီဟာနဲ့တော့မလုံးတော့သေးဘူးဘယ်လိုဖြစ်မှာလဲဆိုတခြားလူတွေသူများအခဲခံတဲ့လူတွေသူတို့ကြည့်ပြီးတော့သူတို့လည်းပဲတနာမယ်ကိုယ်ကကြိုက်တဲ့လူပဲဖြစ်ဖြစ်ကိုမကြိုက်လူဖြစ်ဖြစ်အဲ့လိုအဝေဖန်ခံတဲ့လူတွေအကြောင်းတွေးပြီးတော့သူတို့ကိုတနာကျင်တာလေကရုဏာလေး10မိနစ်2မိနစ်ဖြစ်ရင်အဲ့ဒါကရုဏာလို့ခေါ်တယ်ဘာလို့ခေါ်တော့ကရုဏာလို့ခေါ်တယ်အမြင့်ဆုံးကရုဏာတော့ဘယ်ဟာလုံးဆိုတော့ကိုယ်နဲ့အယူဆချင်းမတူတဲ့လူအုပ်စုချင်းမတူတဲ့လူကုမ္ပဏီချင်းမတူတဲ့လူဝန်ကြီးဌာနချင်းမတူတဲ့လူပါတီချင်းမတူတဲ့လူလူမျိုးချင်းဘာသာစကားချင်းမတူတဲ့လူကိုးကွယ်တဲ့ဘာသာမတူတဲ့လူအဲ့ဒီလူတွေရဲ့စိတ်ညစ်မှုသူတို့ရဲ့စိတ်ဒုက္ခကိုတွေးပြီးကိုချင်းစာပေးနိုင်ကိုချင်းစာရင်ဒီမကဘူးကိုချင်းစာတော့ကြော်ပြီးတော့တနာတဲ့စိတ်ကျင်နာတဲ့စိတ်ဖြစ်ရင်အဲ့ဒီကရုဏာမှာအမြင့်ဆုံးကရုဏာအမြင့်ဆုံးကရုဏာမြတ်စွာဘုရားကသူ့ရဲ့ခါစင်လက်တော်တယ်ဝန်းကွဲလက်တော်တယ်ရောက်ခါလက်တော်တယ်အရှင်ဒေဝဒတ်ကအရှင်ဒေဝဒတ်ကသူ့ကိုလှုပ်ကြံတာလို့အကျိုးစီးပွားမဲ့အောင်လှုပ်တာအဲ့ဒါမျိုးတွေလှုပ်တယ်ဒါပေမဲ့ဘုရားမြတ်စွာဘုရားကအဲ့ဒီလိုလှုပ်တဲ့အရှင်ဒေဝဒတ်ကိုပဲကြည်ပြီးတော့စိတ်ထဲမှာကရုဏာဖြစ်တယ်စိတ်ထဲမှာမကြေမနက်ဒေါသဖြစ်နေတဲ့အရှင်ဒေဝဒတ်ဟာသူကဗုဒ္ဓမြတ်စွာဘုရားကိုအန်တုပြီးတော့
မြတ်စွာဘုရားကိုစောစီစီပြိဋိဘံစံစေခြင်းအဲ့ဒီလိုစိတ်ရုပ်မာတဲ့စိတ်မျိုးရှိအာဃာတတွေရှိတယ်အယံကိုပြင်းထန်တဲ့ intense ဖြစ်တဲ့ဒေါသတွေ intense anger intense hatred အဲ့ဒါမျိုးတွေဖြစ်တယ်အဲ့လိုဖြစ်တာအဲ့ဒီအလွန်ပြင်းထန်တဲ့ဒေါသကိုအစိတ်တုံးလို့ယူဆရင်အဲ့ဒီစိတ်တုံးကိုဘယ်သူကမြူထားတာလဲရှင်ဒေဝဒတ်ကမြူထားတယ်ဘယ်သူကမြူထားတော့အဲ့ဒီတော့ဗုဒ္ဓမြတ်စွာဘုရားကိုထိခိုက်ပါမလားမထိခိုက်ဘူးမထိခိုက်နိုင်ဒါမြတ်စွာဘုရားကဒေါသဆိုတဲ့အစိတ်တုံးမုန်းတီးမှုဆိုတဲ့အစိတ်တုံးကိုမြူထားတဲ့ရှင်ဒေဝဒတ်ကိုမြတ်စွာဘုရားမဟာကရုဏာတော်ဖြစ်တယ်ဒါကြောင့်ဒေဝဒတ်ကိုဘယ်လိုကူညီရမယ်ဆိုတာမြတ်စွာဘုရားအမြဲတမ်းတွေးဒေဝဒတ်ကအစင်သက်မဖြစ်တေဂန်ကြီးကြတော့ဒေဝဒတ်ကနေမကောင်းလားနေမကောင်းလည်းဖြစ်တယ်အသက်လည်းကြီးလာတယ်သူမှရထားတဲ့တရားတွေဇန်သမဘတ်တွေလည်းအကုန်လုံးလျှော့ကြတယ်မရှိတော့အဲ့ဒီအချိန်မှာနောင်မှရတဲ့နောင်တဖြစ်ပြီးတော့မြတ်စွာဘုရားကိုတောင်းပန်ခြင်းမြတ်စွာဘုရားစီအလားအာလုံးသိတဲ့အတိုင်းဗုဒ္ဓဝိနည်းမှာဗုဒ္ဓဖောက်လို့မြတ်စွာဘုရားစီရောက်မလာနိုင်ဘူးကရင်နဲ့ကရင်မောထမ်းလာလေသူ့ရဲ့တပည့်ကအခုခေတ်နဲ့ဆိုရင်တော့ambulance နဲ့လာမှာပေါ့ဟုတ်ကဲ့တော့ ambulance မရှိဘူးသူ့ရဲ့တပည့်ယဟန်တွေထမ်းပြီးတော့မြတ်စွာဘုရားမြတ်စွာဘုရားစီရောက်အောင်မလာနိုင်ရမြတ်စွာဘုရားတည်တော့သူစီလမ်းလျှောက်ပါသူပြောစိတ်ထဲမှာရှိတဲ့ဟာပြောခြင်းပြောလို့ရအောင်ပြောပြီးတော့စိတ်ထဲမှာပေါ့ပါသွားအဲ့လိုလေသူကသူ့ရဲ့အပြစ်ကိုလည်းဝန်ခံတယ်စိတ်ထဲမှာပေါ့ပါသွားတော့သူခံရမယ့်ငရဲကလည်းပဲပေါ့ပါသွားတယ်အဲ့ဒီဟာလေးတာနောင်တမရဘူးမြတ်စွာဘုရားနဲ့တွေးခွင့်မရဘူးဆိုရင်အဲ့ဒီထဲပို့ပြီးတော့သူကြီးမားမှာပေါ့အဖြစ်အဲ့ဒီအကျိုးကြောင့်ငရဲကြတယ်ဒီခါနောက်ဆုံးပဲနောက်ဆုံးပဲအဲ့ဒီကနေပြန်ထွက်လာရင်ပိစိကဗုဒ္ဓံဖြစ်အောင်အဲ့ဒီအကျိုးကျေးဇူးကဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားရဲ့စံနမူနာတော်လေသူ့ကိုအဲ့လိုမကောင်းကြံတဲ့ပုဂ္ဂိုလ်အသက်လုံးကြံသည့်ထိလုံးတဲ့ပုဂ္ဂိုလ်ကိုဘာလုပ်တာလဲမဟာကရုဏာထားမဟာကရုဏာထားဘာကြောင့်မဟာကရုဏာဖြစ်နိုင်လို့ဆိုတော့ဒေဝဒတ်ရဲ့ဒုက္ခကိုတွေးပြီးတော့သူဒုက္ခရောက်နေတယ်ဆိုတာကိုတတိထားပြီးတတိထားတော်မူတာနှလုံးသွင်းတော်မူတာပေါ့စာစကားနဲ့ပြောရင်နှလုံးသွင်းတော်မူဒါကြောင့်2018 2019အဲ့လိုအတိတ်ကနှစ်တွေနှစ်ဟောင်းတွေအဲ့ဒီနှစ်ဟောင်းတွေတစ်ချိန်တော့နှစ်အသစ်တွေမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့တာပဲအခုတော့နှစ်ဟောင်းတွေဖြစ်သွားတယ်မကြခင်ရောက်လာမယ်2019လည်းပဲနောက်နှစ်ဒီချိန်ဆိုရင်နှစ်ဟောင်းဖြစ်သွားမလားမဖြစ်သွားဘူးလားဖြစ်သွားမှာဒါကအမြဲတမ်းကြောင်းလဲနေတဲ့နိယာမပဲအမြဲတမ်းကြောင်းလဲတဲ့နိယာမဒီလိုကြောင်းလဲတာတော့မှအသစ်တွေအချိန်အသစ်နေ့အသစ်လအသစ်ရက်အသစ်တွေကိုကြိုးစိုးဖို့အတွက်လူသားများအစင်းသစ်မဖြစ်ကြသေးတာဒါကကိုယ့်ရဲ့ emotion ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့စေးကြောစေမရှိလို့ဒါကြောင့်တတိပဋ္ဌာန်နဲ့လည်းစေးကြောရမယ်ကရုဏာနဲ့လည်းစေးကြောရမယ်အထူးသဖြင့်သူတို့ဘာရဲ့ဒုက္ခကိုယ်နဲ့နီးတဲ့လူကိုယ်နဲ့ဝေးတဲ့လူကိုယ်နဲ့မသိတဲ့လူတို့ရဲ့ဒုက္ခကိုဝိုင်းပြီးတော့ဒီမကြဘူးနော်ခဏစဉ်းစားပြရကားပေါ်တက်တယ်ဆိုရင်လည်းကားပေါ်မှာသူများတွေဒီခိုးတဲ့အထက်ကြီးတဲ့လူအထုပ်ပိုးတဲ့လူတွေ
နေမကောင်းတဲ့လူမတန်ဆွမ်းတဲ့ပုဂ္ဂိုလ်မိခင်လောင်းတွေသူတို့များနေရလိုသလားဆိုပြီးတော့အဲ့ဒီလိုကြည့်ပြီးပါအဲ့လိုသူများအတွက်တွေးတဲ့အကျင့်လေးတွေလုပ်တာတွေးတဲ့အကျင့်လေးလုပ်ကိုယ်အိမ်မှာကိုယ်ထမင်းကိုချက်စားတာပဲကိုယ်ထမင်းကိုချက်စားတာပဲဟုတ်ဘေးအိမ်ကလူတွေလည်းပဲဒီချိန်ဆိုထမင်းစားလို့ချက်ပြုတ်ပြီးတော့စားတော့နေလောက်ပြီအဲ့ဒီလိုတွေးတာ10မိနစ်ကြာရလားမကြာပါဘူး10စက္ကန့်ပဲကြာ10စက္ကန့်ပဲကြာဆွမ်းလောင်းတဲ့ခါမှလည်းပဲကိုကစွန်ကြိုးဘယ်နှပါလိုချင်လို့ဆိုတာမျိုးတဲ့အဲ့ဒီအကျိုးတွေလိုချင်တာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီထက်ပိုပြီးတော့မြင့်မြတ်တာကတော့စွန့်ကန်ကြွလာတဲ့တန်ဃာတော်လေးတွေသူတို့မှတို့ရဲ့စွန့်ဟင်းကိုမိခိုးပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာပရိပတ်တိသာနာကိုအချိန်ပေးနေတယ်အဲ့ဒီထဲမှာဘဝကိုနှိမ့်မြုပ်ထားတယ်ဒီစွန့်ဟင်းကိုဖုံးရတယ်အဲ့ဒီလုံးတွေမလုံနိုင်ဘူးအစာယောဂလည်းဖြစ်တယ်အဲ့ဒီဒုက္ခကိုတွေးပြီးတော့ဆွမ်းလောင်းနေဆိုရင်နိဗ္ဗာန်တာပစ္စည်းဟောတုဖြစ်တယ်တဲ့ဘာဖြစ်တော့နိဗ္ဗာန်တာပစ္စည်းဟောတုဖြစ်တယ်သူများအတွက်တွေးပြီးတော့လောင်းတယ်သူများရဲ့ပြဿနာကိုဖြေရှင်းပေးခြင်းတဲ့အနေနဲ့လောင်းတယ်ကိုယ့်ရဲ့ပြဿနာဖြေရှင်းပေးခြင်းနဲ့ဖြေရှင်းခြင်းနဲ့စိတ်နဲ့လောင်းတာမဟုတ်ကိုကဘာအကျိုးရခြင်းလို့လောင်းနေဆိုရင်ဒါ self center လို့ခေါ်တယ်ကိုယ့်ကိုဗဟိုပြုပြီးတော့တွေးတယ်စိတ်ညစ်တဲ့လူတိုင်းအကုန်လုံးကိုယ့်ကိုဗဟိုပြုပြီးတော့တွေးတဲ့လူတွေကြီးဘယ်သူကငါ့ကိုဒါပြောလို့ဆိုပြီးတော့ तू ကြားရတဲ့အတန်ထဲမှာငါထက်လိုက်ဘယ်သူကငါ့ကိုဘယ်လိုကြည့်လို့ဆိုပြီးတော့မြင်လိုက်တဲ့အစင်းထဲမှာငါထက်လိုက်အဲ့လိုငါတွေအများကြီးထည့်ပြီးတော့ငါဆိုတဲ့ဟာကိုဘဟိုပြုပြီးတော့တွေးတာအဲ့လိုတွေးတဲ့ပုဂ္ဂိုလ်တို့ရဲ့အနောက်ကလည်းပဲအမက်ဂျလာဆိုတဲ့ဒီold brain ခေါ်တာအနောက်အဟောင်းကနေလှုပ်တာအနောက်အဟောင်းနဲ့လှုပ်အဲ့ဒီအနောက်အဟောင်းကသူကလိုအပ်တယ်ဥပမာပြဿနာနဲ့ကြုံရင်ဒီပြဿနာဖြစ်နေပြီဆိုတာကိုသတိပေးဖို့အတွက်အဲ့ဒီအမက်ကလာဆိုတဲ့နောက်ကအနောက်ချမ်းအနောက်ကသူလွတ်ဒါက self protection လို့ခေါ်တယ်ကိုယ့်ကိုပြန်ပြီးတော့ကာကွယ်ဖို့အတွက်တဘာဝအဖြစ်ပါလာတဲ့အနောက်ဘက်အမက်ကလာဒါပေမဲ့အဲ့ဒီအမက်ကလာထဲမှာနေပြီးတော့အဲ့ဒီတရားနေမထွက်တတ်ဘူးကိုယ်စိတ်ကိုတခြားနေရာရောက်အောင်မလှုပ်တတ်ဘူးဆိုရင်အဲ့ဒီမှာပဲနေပြီးတော့အကြောက်တရားမရှိတော့လည်းပဲဆက်လက်ပြီးတော့ကြောက်တယ်ဘုံတရားပွဲအတိုင်းမှာမေးတဲ့မိခွန်းလေးခုရှိတစ်စေတွေ့ပြီးလူတစ်ယောက်ရှိတော့တစ်စေမကြောက်တဲ့လူတစ်ယောက်ရှိတစ်စေမတွေ့ဘူးတဲ့လူအများဆိုတစ်စေကြောက်အဲ့ဒါကိုယ့်အကို6တာပဲကိုယ့်ကို6တာအဲ့လိုပဲအမက်ကလာဆိုတဲ့အုံနောက်ပိုင်းရတယ်ပဲအဲ့လိုပြန်ပြီးတော့6တယ်ဒါကြောင့်အဲ့ဒီကနေထွက်ပြီးတော့မထွက်ဘူးဆိုရင်အဲ့ဒီအမက်ကလာဆိုတဲ့ဒီ old brain ကအန်ဒရရှိတယ်ဆိုတဲ့ဒီ message ပဲသူအမြဲတမ်းပေးနေတယ်အန်ဒရမရှိလေရှိတယ်ဆိုပြီးတော့ပေးနေတယ်အန်ဒရမရှိပဲနဲ့ရှိတယ်ပေးတဲ့ခါကျတော့အဲ့လိုမရတော့ကြောက်လန့်ပြီးတော့အဲ့လိုမရအကြောက်လွန်သွားတော့ကရုဏာနဲ့ပြန်စေးပါမေတ္တာနဲ့ပြန်စေးပါအဲ့ဒီလိုကရုဏာကတမ္မာသင်္ကပ္ပထဲမှာပါတယ်ဆိုတော့
Tama Daichinet Tama Tengabago, making Toma Pina making look for Peter Pa making look for Take her Toma Hema Pina take her for Pa take her Pina's intelligence. Tao Okuke is a emotional intelligence. Tama Tengabago. Emotional intelligence ko yere Daniel Goleman so that Harvard Technical Trade. Harvard Technical Trade psychology ne PhD ရလာတဲ့ဒီပုဂ္ဂိုလ်ကြီးတက္ကသိုလ်ကျောင်းသားဘဝကတည်းက PhD လုပ်ကြတဲ့စားပြီးတော့မဟာစီနီးနဲ့ရောဆရာကြီးကိုယ်ကနီးနဲ့ရောနောက်ပိုင်းကျတော့ဇန်နီးနဲ့ရောတရားတွေထိုင်တယ်နှစ်ပေါင်း40ကျော်ဗုဒ္ဓဘာသာပညာရှင်တယောက်ဗုဒ္ဓဘာသာစိတ်ဓာတ်တွေပညာရှင်တယောက်အဲ့ဒီနေပြီးတော့သူပါရီရေးဆိုပါရီရေးတာဒီ emotion intelligent ဒီစာအုပ်ကို the science of meditation ဆိုတာဒီစာအုပ်ကိုသူနဲ့သူ့ရဲ့တငယ်ချင်း Harvard တက္ကသိုလ်တငယ်ချင်းစုပေါင်းလို့ရေးတာတစ်နှစ်ပဲရှိတယ်ဒီစာအုပ် the science of meditation တရားထိုင်တာကို science သိပ္ပံပညာလို့သူတို့ခေါ်တာစာမျက်နှာ47မှာသူရေးထားတဲ့ဟာလေးကဟာဆိုတော့ဘုံတုံးလေးကြောင်းတော့ဖတ်ပြမယ် Jnana Bonika's writings focus on the Abhidhamma, a model of mind that laid out methods for the transformation of consciousness in the direction of altered traits. Jnana Bonika ဆိုတာ Germany နိုင်ငံသားဆရာတော်ကြီးဘုံဘုံတို့ဒီနိုင်ငံမှာဖူးလိုက်ရတယ်ဆရာ1993ခုနှစ်မှာတက်တော့93နှစ်ပြန်လာလို့ပါအဲ့ဒီဆရာတော်ကြီးကရောက်သွားတော့သတိလင်္ကာမှာပေါ့ကန်ဒီမြို့မှာ3လသွားနေပြီးအဲ့ဆရာတော်ကြီးမှာဝိသုဒ္ဓိမနဲ့အဘိဓမ္မာသွားလိမ့်ဆရာဥညာဏပုံနိခာရဲ့တရားတွေဟာသူ့ရဲ့ရေးသားတွေဟာဝိသုဒ္ဓိမနဲ့အဘိဓမ္မာအဓိကထားပြီးရေးထားတယ်အဲ့ဒီမှာဘာလို့ဆိုတော့ model of mind and methods model of mind ဆိုတော့စိတ်ကဘယ်လို model တွေရှိရဆိုတော့ scientist တွေဒီတွင်တဲ့ပုံစံအဲ့လိုအဘိဓမ္မာတွေးခေါ်တယ် methods for the transformation of consciousness in the direction of altered traits ဝိသုဒ္ဓိမကျမ်းစာနဲ့အဘိဓမ္မာထဲမှာဘာတွေထည့်ထားဘာကြီးမြတ်စွာအဘိဓမ္မာနဲ့မြတ်စွာဘုရားဝိသုဒ္ဓိမကျတော့ရှင်မဗုဒ္ဓဂေါသဆိုတဲ့အထေထားရှိမြတ်သူတို့ဘာရေးထားတယ်ဆိုတော့လူသားရဲ့ consciousness လူသားရဲ့စိတ်ကိုကြောင်းလဲအောင်လုံနိုင်တဲ့နည်းတွေရေးထားတယ်ဟောထားတယ်1983ခုနှစ်ကဒီဟာစပြီးတော့လေးလာတာဒီလိုလေးလာပြီးတော့သူ့စိတ်ကိုလည်းပဲသူအမြဲတမ်းတစ်လွင်အောင်ဟောင်းလွန်းတဲ့စိတ်ခံစားမှုတွေမကြံရစ်အောင်သူလုပ်တဲ့ခါကျတော့ဒီလိုပုဂ္ဂိုလ်မျိုးကနေ့တိုင်းကနေ့တစ်ကြံညွန်နဲ့တရက်ကြမှာနေ့တစ်မဟုတ်ဘူးသူ့တော့ကတစ်နှစ်မှာနေ့တစ်တစ်နေ့ရှိဆို365ရက်ရှိတယ်ဘယ်နှစ်ရက်ရှိတော့ကဲတရားနာပေးတဲ့နေ့တစ်တရက်ပဲလိုချင်တာလား363ရက်လိုချင်တာအတန်တက်မကြဘူးဘုံဘုံထင်တယ်တရက်ပဲလိုချင်ကြရဖြစ်နေတရက်ပဲလိုချင်တယ်ဆိုရင်တော့တရက်ပဲ count down လုပ်တာပေါ့ count down လုပ်တာကနိုင်လက်တံ count down လုပ်တဲ့နိုင်လက်တံကကိုယ့်ရဲ့အပြင်ဘက်ကကိုယ့်အပြင်ဘက်ကပစ္စည်းကိုယ့်ရဲ့စိတ်ကိုလာပြီးတော့
control အလုံးမခံနဲ့ကိုယ့်စိတ်အဲ့တဲ့အများကြီးပို့ပြီးတော့စွန့်ရင်ရှိတယ်2019ခုနှစ်တစ်နှစ်လုံး600နဲ့365ရက်ရှိတာကိုကတရက်ပဲ exciting ဖြစ်တယ်စိတ်လှုပ်ရှားတယ်ဆိုရင်ကျန်တဲ့364ရက်စိတ်လှုပ်ရှားမှုမရှိတော့ဘူးနောက်ထပ်ရက်ပေါင်း360ကျော်ထပ်ဆောင်ရအောင်မယ်စိတ်တွေပြန်ပြီးတော့ exciting ဖြစ်ဖို့စိတ်တွေပြန်ပြီး exciting ဖြစ်ဖို့အဲ့ဒီတော့ဒီထဲမှာသူတို့လှုပ်ထားတဲ့သူတွေနာတွေဘုံမနည်းနည်းပြချင်ဒါဘာတွေတုံးဆိုတော့စာမျက်နှာ130မှာဒီစာအုပ်လေး internet ပေါ်မှာရှားပြီးတော့ဝယ်နိုင်ပါတယ်နော်130ဘုံဖတ်ပြန် The amygdala circuits light up when we are exposed to someone feeling a strong negative emotion such as fear, anger, and the like. This amygdala signal alerts the brain that something important is happening. The amygdala acts as a neural radar, detecting the salience of whatever we experience. If what's going on seems urgent, like a woman screaming in fear, the amygdala has extensive connection to recruit other circuitry to respond. နောက်ကတုံ့ပြန်မှခန္ဓာကိုယ်တုံ့ပြန်တာအပြောထွက်လာတယ်လုပ်ငန်းတွေထွက်လာတယ်ဆိုတာဒါနောက်နေသူကစတယ်နောက်နေစဥပမာဒီထဲမှာသူရိနာလှုပ်ထားတဲ့ဟာပိန်ချောက်ပြီးတော့အဆန်ငတ်နေတဲ့ကလေးလေးအရင်တော့ဆိုရင်အီသီယိုးပီးယားနဲ့နော်အီသီယိုးပီးယားနိုင်ငံနဲ့ဆက်ဆက်ပြီးတော့တွေးကြတာပေါ့အမှန်အဲ့လိုဟာမျိုးနိုင်ငံတိုင်းမှာရှိပါတယ်အဲ့ဒီလိုပုံမျိုးကိုပြတယ်တဲ့တရားထိုင်တဲ့ပုဂ္ဂိုလ်တွေကိုပြတယ်အဲ့လိုပြတဲ့အခါမှာလူတွေကသူတို့ရဲ့mind training သူတို့လေ့ကျင့်ထားတဲ့စိတ်မူတည်ပြီးတော့တတိတရားတို့ကရုဏာတရားမေတ္တာတရားတို့ဒါမျိုးတွေလေ့ကျင့်မထားတဲ့ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီပုံစံကိုမြင်ပြီးရင်ခဏလေးသူ respond လုပ်တယ်တုံ့ပြန်တယ်ဒါစိတ်မကောင်းတာဖြစ်မဲ့ sympathy ဖြစ်တယ်ပေါ့ empathy လို့တော့ဆိုနိုင်သေးတယ်အဲ့လိုဖြစ်ပြီးအဲ့ဒီပုံရိပ်ကခေါင်းမှာပျောက်သွားတယ်တနည်းပြောမယ်ဆိုရင်သိမခံစားရဘူးသူများရဲ့ဒုက္ခသိမခံစားရအဲ့ဒီလိုပုံကိုယ်တွေအားတဲ့စိတ်တကြလွယ်တယ်ဘာလို့ဆိုတော့အုံနောက်ထဲမှာရှိတဲ့ brain circuit တွေကိုသူတို့ control မလုပ်နိုင်ဘူးဘယ် data ကအလုပ်လုပ်ပါမေတ္တာအားကောင်းတဲ့ data အလုပ်လုပ်ပါဒေါသရှိတဲ့ data နေပြီးတော့ထွက်လိုက်တာအဲ့ဒါမျိုးတွေသူတို့ control လုပ်လို့မရဘူး manage လုပ်လို့မရဘူးသူတို့အနောက်ကိုသူတို့ manage လုပ်လို့မရဘူးတရားထိုင်တဲ့ပုဂ္ဂိုလ်ကြတော့တဲ့တရားထိုင်တဲ့ပုဂ္ဂိုလ်ကြတော့ဒါကြတော့ဂျာမနီနိုင်ငံမှာအခု Leipzig အဲဒီတက္ကသိုလ်မှာ Max Planck Institute for Human Cognitive and Brain Sciences ဆိုတဲ့အဲ့ဒီဌာနမှာလုပ်နေတဲ့ဒေါက်တာထန်နီယာSinger ဆိုတဲ့ပညာရှင်ဘုနောက်ပိုင်းဆိုင်တဲ့ပညာရှင်
နောက်ပိုင်းဆိုင် neurology နဲ့တရားထိုင် meditation တစ်ခုကိုသူ့တင်နာလုပ်တယ်ဒီဆရာမကြီးသူလောက်တာဘယ်လောက်ထိလောက်တော့ဘယ်လိုလောက်ကြည့်တော့ဆိုလူ300 volunteer 300 recruit လုပ်ပြီးတော့17 လစာတရားထိုင်လို့လေ့ကျင့်ခိုင်းတယ်တရားထိုင်လို့3မျိုးထိုင်တယ်နော် in an elegant program of research called the Resource Project Tanya's group recruited around 300 volunteers who committed to spend 11 months in different kinds of contemplative practices လို့လဲလို့တရားထိုင်တဲ့အချိန်နဲ့ထိုင်အဲ့လိုပေါ့ practicing each in 3 modules of 7 months တရားမျိုးသုံးမျိုးလုပ်ပြီး module လုပ်ပြီးတော့သူတို့ထိုင်တယ် plus a compassion group that got no training but took the same battery of tests in every 3 months အဲ့လူတွေနဲ့ရှင်ကြံပြီးတော့သူတို့ကြည့်မှာတော့ဒီကြည့်ရဆိုတော့အုံနောက်ဟိုဓာတ်ပုံရိုက်ထားအုံနောက်ဓာတ်ပုံရိုက်ထား brain images ခေါ်တယ်အုံနောက်ကိုဓာတ်ပုံရိုက်ထားပြီးတော့ compare လုပ်တယ်ပေါ့နိုင်ရှင်က the first mental training ပထမဆုံးပေးတဲ့ဟာပေးတဲ့တရားထိုင်မှုဆို presence လို့ခေါ်တယ်တိစုပ္ပန်တဲ့မှာနေနိုင်အောင်သင်ကြားပေးတယ် training လုပ်ပေးတယ်အဲ့ဒါတော့ပါတော့ဆိုတော့ it entailed a body scan and breath focus ခန္ဓာကိုယ်ကိုကြည့်တဲ့ကာယ ानु ပဒနာပါတယ် breath focus ဆိုတာကအာနာပါနတတိပါတယ် focusing on breath another the second ဒုတိယဟာကျတော့ perspective ဆိုတဲ့ program included observing thoughts via a novel interpersonal practice of contemplative dialogue where partners share their stream of thought with each other for 10 minutes daily either through a cell phone app or in person ဒုတိယဟာကြတော့တရားထိုင်ပြီးရင်ကိုယ့်ရဲ့အတွေးကိုပြန်ပြီးတော့recognize ပဲပြန်အတိမတ်ပြုတယ်ဒါဘာအတွေးတော့ဆိုအဲ့ဒါလေးကိုသိအောင်လုပ်တယ်ဒါကတော့ဘာအတွေးဒါကတော့ဘာ emotion ဟာစိတ်ခံစားမှုဆိုအဲ့ဒါသိအောင်လုပ်တယ်ဆိုလိုတာကစိတ်ဓာတ် ानु ပဒနာအဲ့လိုလုပ်ပြီးရင်နောက်တော့သူတို့အတိတ်ကြည်ထွင်လိုက်တဲ့ဟာတော့ဘာဆိုတခြားတရားထိုင်တဲ့လူနဲ့အဲ့ဒီ300ထိုင်တဲ့လူနဲ့10မိနစ်စာကိုယ့်ရဲ့အတွေးအကြောင်းကိုပြောပြသူ့ရဲ့အတွေးအကြောင်းကိုလည်းပဲမေးပါအဲ့လို17 လစာလုပ်တယ်ဘယ်နှလစာလုပ်တော့17 လစာလုပ်တယ်တတိယကကျတော့ the third effect included loving kindness practice နောက်ဆုံးထိုင်တဲ့တရားကိုကျတော့ effect လို့ခေါ်တာ AFFECT effect ဒါကျတော့ loving kindness ခိုင်းဒါတော့မေတ္တာကမ္မထာအဲ့တော့သူတို့လုပ်တာက body scan ဆိုရင်တော့ဆရာကြီးကိုရင်နာတို့ဆရာဥပခင်တို့လုပ်တဲ့ပုံစံမျိုးပေါ့ဆရာကြီးအနာဂတ်ဆရာကြီးအနာဂတ်ဆရာတက်တို့နော်ဆရာအတက်ကြီးတို့အဲ့ဒီနေပြီးတော့ဟိုရှေ့နောက်ပြန်ပြီးတော့ကောက်မယ်ဆိုရင်လေဒီဆရာတော်ကြီးတို့အဲ့လိုကျင့်တယ် now breath focus ကြတော့ရိတ်တာတိုင်းမှာလုပ်ပါပထမကကြတော့ကာယ ानु ပဒနာလုပ်တယ်ဒုတိယကြတော့စိတ်ဓာ ानु ပဒနာလုပ်တယ်တတိယကြတော့မေတ္တာဘာဝနာလုပ်တယ်အဲ့ဒီသုံးခုလို့ result ရလဒ်ကတော့ the scan increased body awareness and lessen mind wandering ခန္ဓာကိုယ်ဒီလို scan လုပ်တာခန္ဓာကိုယ်အဲ့လိုလုပ်တာ body awareness မိမိခန္ဓာကိုယ်ပို့ပြီးတော့သတိထားမိတာခန္ဓာကိုယ်သတိထားမိရဆိုတာဥပမာစိတ်ညစ်တဲ့ပုဂ္ဂိုလ်ခန္ဓာကိုယ်လည်းကြော့စိတ်ဖြစ်စီမှုတွေများတဲ့ပုဂ္ဂိုလ်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေတင်းနေတယ်အိမ်မပြုံတဲ့ပုဂ္ဂိုလ်စီမှာနဖူးမှာရှိတဲ့ကြွက်သားတွေတင်းနေတယ်ဒီနှရွက်နားမှာရှိတဲ့ကြွက်သားအကုန်တင်းနေတယ်မအိပ်နိုင်
မအိမ်နဲ့အဲ့ဒါမျိုးတွေသတိထားမိတာခန္ဓာကိုယ်ကသူကစိတ်ရဲ့ဟိုထင်ဟပ်မှုကိုပြောပြတယ်လေစိတ်ရဲ့မှန်တယ်ကြေးမုံပဲ observing thought ဒါကစိတ်ဓာတ်ဥပဒနာ enhance meta awareness a byproduct of mindfulness တရားကတော့စိတ်ဓာတ်ဥပဒနာချင်းဆိုတော့ meta awareness ဆိုတာကကြီးမားတဲ့ awareness ကြီးမားတဲ့သတိပြုမိဖြစ်စေတယ်တဲ့ဘေးပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေစိတ်သူတို့စိတ်ဘယ်လိုခံစားရတော့စိတ်ညစ်နေလားစိတ်ပျော်ရွှင်နေလားအဲ့ဒါမျိုးတွေလားသူကသိလာတယ်စိတ်ဓာတ်ဥပဒ On the other hand loving kindness boosted warm thoughts and feelings about others မေတ္တာဘာဝနာကြတော့တခြားလူတွေနဲ့ဆက်ဆံတဲ့နေရာမှာအဲ့ဒီလူကဘာပဲဖြစ်ဖြစ်အဲ့ဒီလူကကိုယ်ပေါ်မှာချစ်ခင်ပြီးတော့ကောင်းမြတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အလယ်လတ်ပုဂ္ဂိုလ်ပဲကိုယ့်ကိုမသိတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ကိုမနာလိုတဲ့လူပဲဖြစ်အဲ့လူတွေနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကတော့လွေးထွေးမှုရှိမြဲရှိနေတယ်သူတို့ရဲ့စိတ်နဲ့စိတ်ထားကိုယ့်ကိုလာပြီးတော့မထိခိုက်ဘူးဒါဟုတ်ဆိုလို့လားဆက်တဟောနော်ကိုစုပေါင်း17လစာ17လကို3ဟိုနဲ့ပိုင်း3ပိုင်းနဲ့ဆိုတော့3လကျော်ကြာတာပေါ့ In short if you want to increase your feeling of kindness most effectively practice exactly that ကိုယ်စီမှာကျင်နာတဲ့စိတ်ကိုမွေးဖွားခြင်းနဲ့ဆိုရင်တော့ကာယ ानु ပဒနာစိတ်ဓာတ် ानु ပဒနာမေတ္တာကမ္မထံဒါတွေကိုလေ့ကျင့်ပါဒါကတော့ဘယ်ထဲမှာပါတော့ဆိုတော့ဒီစာအုပ်ထဲမှာ alter traits ဆိုတဲ့စာဒီရှေ့မှာအုံနောက်ရဲ့ wave ပုံနေပါတယ် science reveals how meditation changes your mind brain and body သိပ္ပံပညာကဒီတရားထိုင်မှုဟာစိတ်ရဲ့အုံနောက်ရဲ့ခန္ဓာကိုယ်ရဲ့ဘယ်လိုပြောင်းလဲစေလဲဆိုတာကိုတက်တည်ပြပါတယ်ဒီစာအုပ်သိပ္ပံပညာရှင်တွေရေးဒီထဲမှာပဲတခုပါပြီးထပ်ပြီးတော့ဖတ်ချင်လို့ဆိုစာမျက်နှာ131 The cultivation of a loving concern for others' well-being has a surprising and unique benefit. The brain's circuitry for happiness energizes along with compassion. မေတ္တာပွားတယ်ဒီထဲမှာသူဆိုတာတော့တခြားလူတွေရဲ့ဒုက္ခဒုက္ခစိတ်ဝင်စားတယ်သူတို့များပြဿနာရှိနေလားနေအစဉ်ပြေရဲ့လားကိုကားမောင်းနေဆိုရင်လည်းပဲဟိုနောက်ကကားတွေကောင်းမှုမောင်းနေအောင်ကိုကရင်ကြောထဲမှာမောင်းတယ်ရင်ကြောထဲမှာမမောင်းဘဲနဲ့မြင်းဖြူပေါ်မှာတက်ပြီးတော့မောင်းရင်ဟိုဘက်ကြောကိုလည်းပိတ်ထားတယ်ဒီဘက်ကြောလည်းပိတ်ထားတယ်သူများတော့မစင်စားဘူး other people's well-beingကိုမစင်စားအဲ့လိုမောင်းအဲ့ဒါကြောင့်အဲ့ဒီလူကတခြားလူတွေကိုလမ်းပိတ်တာမကဘူးသူ့ရဲ့ပျော်ရွှင်မှုကိုလည်းပဲသူပိတ်တယ်တဲ့ဒါကိုလည်းပိတ်တော့သူ့ရဲ့ပျော်ရွှင်မှုကိုလည်းပဲသူလမ်းပိတ်ထားတယ်သူများတော့မတွေ့အဲ့ဒီလိုသူများအတွက်သူများရဲ့အကျိုးစီးပွားတွေးတဲ့ပုဂ္ဂိုလ်အများပြည်သူအကျိုးစီးပွားတွေးဖို့ကိုယ်ဈေးအောင်နေဆိုရင်လည်းဈေးဝယ်တဲ့လူတွေအကျိုးစီးပွားများများတွေးပြီးဆရာဝန်လုပ်တယ်ဆိုရင်လည်းလူနာရဲ့အကျိုးစီးပွားများများတွေးပြီးအဲ့လိုတွေးပြီးတဲ့ပုဂ္ဂိုလ်ကတခြားဆရာဝန်ကသူ့ကိုလာပြီးပြိုင်တဲ့တန်သူဘာမှမမှုတော့သူဘာမှမထိခိုက်တော့မဟုတ်ရင်တော့ဘယ်ဆရာဝန်ကဝင်ငွေပိုကောင်းတယ်ဘယ်ဆရာဝန်ကဘယ်ပွဲရတယ်ဘယ်ဆရာဝန်ကပို့ပြီးတော့လူသိများတယ်ပို့ပြီးတော့ popular ဖြစ်တယ်ဆိုတော့အဲ့ဒီသတင်းကြီးကြားတယ်ကိုယ့်ရဲ့စိတ်ထဲမှာနေမထိထမ်းမသာဖြစ်တယ်စိတ်မချမ်းသာဖြစ်တယ်ဘာလို့စိတ်မချမ်းသာဖြစ်တာလဲဆိုတော့လူနာတွေရဲ့ welfare and well-being သူတို့ရဲ့အကျိုးစီးပွားကိုမကြည့်ပဲနဲ့တခြားလူတွေနဲ့ပြိုင်ဖို့ကြည့်နေလို့ engineer တွေအိမ်ဆောက်တယ်ဆိုရင်ဒီတိုင်းပေါ့ကိုယ့်ရဲ့ customer ကိုအိမ်ဆောက်ပေးတဲ့ပုဂ္ဂိုလ်တွေအစိုးရproject ရတဲ့လူဆိုရင်ဒီအဆောက်အဦတွေဒီ land တွေ
တရားတွေအသုံးပြုမဲ့ပုဂ္ဂိုလ်သူတို့အတွက် welfare ဝယ်ပြီးသူတို့အတွက်စဉ်းစားပြီးတော့သူတို့ကစဉ်းစားပြီးတော့လုပ်တယ် other people's welfare and well-being သူများရဲ့အကျိုးစီးပွားကိုစဉ်းစားပြီးတော့အလုပ်လုပ်တဲ့ပုဂ္ဂိုလ်အနေနဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကပို့ပြီးတော့ happiness ပို့ပြီးတော့စိတ်ပျော်ရွှင်တယ် compassion သူ့မှာကရုဏာလည်းပို့ပြီးတော့အားကောင်းတာခဏက Latin စကားမှာ calm နဲ့ passion အကြောင်းပြောပြီးပြီဒါခရိယန်ဘာသာတွေအသုံးပြုတဲ့စကားဗုဒ္ဓဘာသာကျတော့ကရုဏာပါဠိစကားတက္ကရာစကားကရုဏာသူတို့ဘာရဲ့ဒုက္ခသူတို့ဘာရဲ့စိတ်ဖြစ်စီမှုသူတို့ဘာရဲ့ပြဿနာအဲ့ဒီဟာကိုအလေးထားကရုဏာအလေးထားလို့အနုကမ္ပဆိုနှလုံးသားတုန်လှုပ်တယ်သူများရဲ့ဒုက္ခနဲ့တွေ့တယ်မြတ်စွာဘုရားဆိုရင်အနုကမ္ပကောသူဒီတတ္တဝါတွေရဲ့ဒုက္ခတွေနဲ့မြင်နိုင်မြတ်စွာဘုရားနှလုံးသားတုန်လှုပ်တယ်ကာရုဏိကောကရုဏာဖြစ်တယ်ဟိတေဒီဘာဆိုတော့သူတို့ရဲ့ welfare and well-being ကိုလိုလားလို့အဲ့တော့ဝါလည်းတူတူပဲဟိန္ဒူဘာသာလည်းတူတူပဲဒီစကားသုံးတယ်နော်ကရုဏာတို့တရားတို့မေတ္တာဆိုတော့သူတို့ Maitri အဲ့လိုခေါ်တယ်အဲ့လိုတော့အာရဘာသာစကားမှာ Raman ဆိုအာRaman က compassion အစ္စလာမ်ဘာသာထဲမှာရှိတယ် compassion ဆိုတာဘာပြောတာလဲဆိုသူများရဲ့ပြဿနာကိုတွေးပြီးတော့သူတို့ရဲ့အကျိုးစီးပွားကိုလိုချင်တဲ့အဲ့ပြဿနာတွေနေပြီးတော့ကြည်လည်စေခြင်းအဲ့ဒီစိတ်ထားမျိုးကရုဏာလို့ခေါ်တာ concept ဖတ်ပြန်မယ် loving kindness also boosts the connection between the brain circuits for joy and happiness and the prefrontal cortex a zone critical for guiding behavior ဒီလိုသူများရဲ့အကျိုးစီးပွားကိုလိုလားပြီးတော့တွေးတဲ့ပုဂ္ဂိုလ်သူများပြဿနာကြည်လည်စေခြင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာသူရဲ့ brain circuits ကဒီရှေ့မှာလုပ်တာအဲ့ဒီ data နဲ့ prefrontal cortex ဆိုတဲ့နောက်တဲ့တနေရာဥနောက်ရဲ့တနေရာအဲ့ဒီနှစ်ခုရဲ့ဆက်သွယ်မှုကပိုကောင်းလာတယ် prefrontal cortex ဆိုတဲ့နေရာကမြန်မာလိုတော့ဘာသာမပြန်တက်အဲ့ဒီနေရာကဘာလုပ်တာလဲဆိုတော့ကိုယ့်ရဲ့အပြုမှုလူတွေနဲ့ဆက်ဆံတဲ့နေရာကိုယ်လုပ်တဲ့နေရာအဲ့ဒီအပြုမှုတွေအားလုံးကိုသူကဥဆောင်တယ်And the greater the increase in the connection between this region, the more altruistic a person becomes following compassion meditation training. Karuna, Kamatan, Nita, Kamatan, time be that now by now. System will be the Kauna, the Onau, the Bine and Chadabai. Region, the circuit, called out secretary, the Kunin, the Kupu, System will Kauna. အဲ့ဒီလိုကောင်းလာတယ်ဆိုရင်ကောင်းလာရင်အဲ့ဒီပုဂ္ဂိုလ်က altruistic ဖြစ်တယ်ဆိုတော့သူများအတွက်ပို့ပြီးတော့တွေးပြတတ်တယ်သူများအတွက်အနစ်နာခံတတ်တဲ့အနစ်နာခံနိုင်တဲ့တတ္တိတွေရှိတယ်အဲ့လိုပုဂ္ဂိုလ်မျိုးကိုခေါင်းဆောင်ပြရမယ်ရက်ွက်ထဲမှာမိသားစုထဲမှာကုမ္ပဏီထဲမှာအဲ့လိုပုဂ္ဂိုလ်မျိုးခေါင်းဆောင်ပြရဒီဟာနဲ့မကဘူးနောက်ဆုံးတစ်ခုအနေနဲ့ပြောပြချင်တာဒီစာအုပ်လေး Siddhartha's brain ဆိုတာတေတ္တမင်းသားရဲ့အုံနောက်တဲ့ဒါသက်မလျင်ရှင်တွေလေ့လာ The science of meditation mindfulness and enlightenment တရားထိုင်မှုသိပ္ပံတတိmindfulness တတိပဋ္ဌာန်ဆိုတဲ့သိပ္ပံ enlightenment အသိဉာဏ်ရတယ်ဆိုတဲ့သိပ္ပံတို့မျိုးဒီစာအုပ်တော့အင်္ဂလန်ရေးတယ်ခရောင်းကစာအုပ်ကတော့အမေရိကန်ရေး
Samyana Diakonisako Pabja. Factors such as life satisfaction, optimism, frequent positive emotion, and infrequent negative ones are known to promote health and longevity. Bawa Jina Nita de Boku Timensai de Jema Husad Asahara Jina de Sekatima de Yaunide Mobile phone Simeo Facebook Simeo Tenenza Simeo Teme Pasatema Teme Wane Yasika Television Simeo Asahara Simabe Yaunide Seka Jina Nide Life satisfaction. Lunch out in a book, lunch out in our better can say that. Genuine. Lunch out 9, lunch out 9, lunch out 9 on Chetauka, Gaune, Janmare, Tamare, Majubu, Mapegu, Manava, in Arishi. Lunch out, Jinan life satisfaction. A low load, Jima, low the low she neither. Dale will say to him, nothing below. Bidipin in a book, life satisfaction. Any below, young or low dwelling, Caesar Bascashida. Lublau Peter, Caesar Bascashida. Lunch out on a sign, young so young dwelling. At a county Jabido, life satisfaction, she did book, Boa. Jinamo she did book. Optimism, a county one, she did book. Frequent positive emotion. Majakana, positive to the second emotion is she did book. Infrequent negative emotion. Negative to the second samudi, Kanakana Machida book. The Bogori had the say in it news, the second emotion she the Bogori had. Promote health and longevity. Kokana Jama Yene Atashi Muku. Domian City. Domian City. Say town of Bajadaro. Uji there. Say Juro. Boda yet Saga who tell them dinner. A Dija Tokan. Dija Tokan. That's it, Jinny. Nation. Do you Mansin and Yedana or Pajora? Jinya Yedana. Pab Yedanaro. Jinya Yedana. Jinya were intelligent copior. Intelligent copior. By intelligent copior, Jinia, emotional intelligence, Pajora. Emotional intelligence. Say Kanzamu repeated opinion. Making Shiba Tiaron joy, Tama think up Paredo. Tama think up. And I Yedana Kube, Pina Yedana Kube. Yedana Kunabarama, Tada, Tila, Tuda, Saga, Pina, Hiri Odaba. Pina got Miso. Did you know Benyama do you know? A simon did it, a chain die. A simon Jimu, so that Doka here I might say, Cosima machine, a Pinyasi machine. And I will 3 years to video. The dinner, Lakan Lai, being Karuna Peko, say, don't go like. I did Karuna so that compassion, look for it. Are a big look. Raman look for it. The Tagda Hindu Baga when they say, might breed look for it. The Karuna Dia. The Karuna Dia land wine elephant. Do you be the Pansing Lumia? Nalona, Pansing Nangi. Nita, Nalonga, Karuna, Nalonga, Tajora. Niara, Jatana Shia.
မိုးရွာလဲဆိုရင်ဒီလိုရှေးဟောင်းအိမ်ကြီးတွေအများအားရှိတဲ့နေရာဆိုရင်ရေတွေကြီးမှာရေတွေကြီးတဲ့အခါမှာကိုယ့်ရဲ့ပြဿနာကိုလည်းပဲကြည်လိုက်ကိုယ့်ကိုကရုဏာဖြစ်တယ်ပြီးတော့ဒီလမ်းထဲမှာနေတဲ့တခြားလူတွေကိုလည်းပဲတတိပြုမိလာကလေးတွေရောလူကြီးတွေရောလူမျိုးပါတာမယူအဲ့ဒီလိုသူများရဲ့ဒုက္ခကိုမျှဝေပြီးတော့ခံစားပေးတဲ့သူများရဲ့ဒုက္ခအကြောင်းကိုတွေးပေးတဲ့ဆင်ခြင်ပေးတဲ့ပုဂ္ဂိုလ်သူများရဲ့ပြဿနာပြေးလဲစေခြင်းတဲ့ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ခဏခဏနဲ့စိတ်မဆိုးတော့စိတ်မဆိုးဆိုရင်ပြီးခဲ့တဲ့နှစ်အလီလေးနှစ်အဟောင်းတွေနဲ့ရံဖြစ်အောင်မလားမဖြစ်တော့ဘူးအဲ့ဒီလိုနှစ်အဟောင်းတွေမြောက်များစွာနဲ့ရံမဖြစ်တော့တဲ့ပုဂ္ဂိုလ်ကြောင့်မှာရောက်လာမယ့်နှစ်အသစ်ကိုကြိုးစိုးဖို့အသင့်ရှိတယ်ဒါကြောင့်ဒီနေ့တရားနာဘိဒ္ဓများရောအဝေးမှာတရားနာတဲ့ဘိဒ္ဓတွေရောနောက်ပိုင်းကျမှဒီတရားကိုနာဖြစ်မဲ့ပုဂ္ဂိုလ်တွေတွေ့ရနေ့စဉ်ဘဝမှာတူးယူပန်ဆင်နိုင်တဲ့ယတနာဆိုတာအများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ဘာယတနာကြောင့်ပြောလို့ဆိုတော့သမ္မာသင်္ကပ္ပဆိုတဲ့ယတနာဘာယတနာတော့ဒီယတနာကိုပဲပညာယတနာလို့ခေါ်တယ်တဲ့ပညာသိက္ခာလို့ခေါ်ပညာမဂ္ဂင်လို့ခေါ်တယ်အင်္ဂလိပ်လို emotional intelligence လို့ခေါ်တယ်ဘုန်းကြီးစကားနဲ့စာစကားနဲ့ပြောတရက်ကိုကောက်လိုက်ရင်တော့တနာကျင်နာတဲ့ကရုဏာတရားပေါ့တနာကျင်နာတဲ့ကရုဏာတရားကိုထိုင်နေခြေထောက်နဲ့လည်းညောင်းလိုက်ပြီကိုယ်ကရုဏာပွားလိုက်ဟောညောင်းတဲ့ခန္ဓာကိုယ်ရတာပိုက်စားချောမလေးစားတဲ့ဒီခန္ဓာကိုယ်ရတာကိုယ်ကရုဏာပွားလိုက်အိတ်ချင်နေဆိုမလေးအိတ်ချင်တဲ့အိတ်ချင်တဲ့ဒီခန္ဓာကိုယ်ရှိတဲ့အားရည်နဲ့အကန့်အသတ်ရှိတဲ့ဒီခန္ဓာကိုယ်အဲ့လိုတွေးပြီးတော့ကိုယ့်ကိုကရုဏာပွားနိုင်နေရာတိုင်းကရုဏာပွားနိုင်တယ်ကရုဏာပွားနိုင်တယ်ဒါကြောင့်ကရုဏာ compassion ဆိုတဲ့ emotional intelligence နဲ့နေ့တကိုကျူးစုနိုင်ကြပါစေနှစ်ဟောင်းကိုလည်းပဲကရုဏာနဲ့ပဲချောချောမောမောငြိမ်းချမ်းစွာအစဉ်ပြေစွာနှုတ်ဆက်နိုင်ကြပါစေအဲ့ဒီလိုနှစ်ဟောင်းနဲ့ရံမဖြစ်နှစ်တအတွက်လည်းပဲကရုဏာနဲ့ကျိုးနှစ်တကိုလည်းပဲကရုဏာနဲ့ကျိုးစုနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြသည့်အရာနေ့စဉ်ကရုဏာဆိုတဲ့ယတနာကိုတူးယူပန်းဆင်နိုင်ကြပြီးတော့ကိုယ်တွင်ကိုယ်ပါအိမ်တွင်အိမ်ပါပြည်တွင်ပြည်ပါအစင်းမြင့်သာသနာပြုနိုင်ကြတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေ